ဒါတော့ပြောစရာရှိတာပေါ့နော်ငကားနဲ့နဲ့လှည့်စားလုံးမကောင်းဘူးတဲ့ဒီကြားရတယ်မပြောခင်တော့ဒီဗီဒီယိုဖိုင်နဲ့တစ်ချက်ကြည့်ရပါတော့နေကဘွိုင်းအိုင်တဲ့ဟုတ်ဒီမှာတစ်ချက်ကြည့်ပန်းလေးလည်းပေးနေကြတယ်သူကငကားတောင်ပေါ့နော်အဲ့ဒါမှနှုတ်တွေပါနေတယ်လောင်းပြီးတော့ဆူတောင်းနေကြတာပေါ့နော်မှန်လားမှားလားဆိုတော့မိတ်ဆွေတို့အိုးနှောင်းနဲ့စဉ်းစားပါနော်ငကားတောင်လားမီးတောင်လားကိုယ့်အကိုခွဲခြားကြည့်ပါနော်မဟုတ်ဘူးစဉ်းစားကြည့်ပါဒါမီးတောင်သေးပေါ့ငကဖို့တိုင်ပေါ့ငကဖို့အိုင်ပေါ့နှုတ်တွေပါနေလောင်းလို့ဆူတောင်းပြီးသွားလားတရားဖျားဝင်းတော့ဖျားမှာလူမရှိဘူးဒါပေမဲ့ဒီဟာမီးတောင်မှာတော့လူအပြည့်အကုန်လုံးနှုတ်တွေပါနေဆက်တာနေကြတယ်ကျွန်တော်တစ်ချက်မေးချင်တယ်ဗျာကိုရမမြတ်ဆိုရအဲ့လိုတရားဟောရလားတဲ့တစ်ချက်ကြီးဒါအကုန်လုံးတသနာကိုတသနာကိုတန်းပြပြီးတော့စီးပွားရှာနေကြရလားဒီမှာရောင်းတဲ့သူတွေရှိရဲ့နှုတ်ရောင်းတဲ့သူတွေရှိရဲ့တစ်ချက်ကြည့်ဒီလိုခွက်တသေးလေးမြင်လားဒီနှုတ်နှစ်ခွက်ကို1000ငကားနှုတ်တောက်တာလားကျွန်တော်မသိဘူးเนาะငကားနှုတ်တောက်တာလားသူတို့ကငကားနဲ့လူတွေကြားထဲမှာကိုယ်စလဲပေါ့နော်ငကားနဲ့လူတွေကြားထဲဆူတောင်းတွေကိုသူတို့ကဆူတောင်းပေးရလူတွေငကားနဲ့လူကြားထဲမှာတော့အဲ့လိုကိုယ်စလဲတွေရှိရနော်သူငကား review လည်းလုပ်ပေးတယ်ပစ္စည်းတစ်ခုရောင်းသလိုပေါ့နော်ခင်ဗျာဖုန်းဥပမာထားတယ်ဗျာဖုန်း review လုပ်တာပေါ့ဖုန်းတစ်လုံးဘယ်လိုရှိတယ်ဘယ်လိုကောင်းတယ်ဘာတွေပါတယ်ကင်မရာဘယ်လို body ကဘယ်လိုအဲ့လိုမျိုးငကားရဲ့အကြောင်းတွေတင်ပြပြီးတော့သူပစ္စည်းရောင်းတာပေါ့တစ်ချက်နားထောင်ကြည့်သူကနားလို့ဆက်တာဒီမှာနှစ်ခွက်ကို1000နော်နားလို့ဆက်တာရွှေခွက်နဲ့ငွေခွက်ပေါ့2000ဘိုး4ခွက်ပေါ့2000ဘိုး4ခွက်ပါတော့နော်အဲ့ဒီဟာဒီလိုနှစ်ခွက်မှာတစ်ခါမှကျဒီလိုဟုတ်တယ်လုံးလားမမဆူတောင်းရတန်ကြားလာတစ်ချက်နားထောင်ကြည့်ဒီလိုနှစ်ခွက်မှာတစ်ခါမှကျဒီလိုလုံးလားမမဒင်းနဲ့လေးပြောမှဆူတောင်းပေးတယ်တက်ပေးတယ်ဟုတ်ကဲ့ဟုတ်တယ်ဆူတောင်းပေးမှတွေရောအများကြီးပဲကိုယ်တိုင်ဆူတောင်းလို့မရတော့မသိဘူးเนาะသူတို့ကဆူတောင်းပေးတယ်နည်းနည်းလေးကြော်ကြည့်နေမယ်เนาะဆူညံနေတာပဲเนาะဒီမှာကြည့်ပွားနေတာဒါမီးတောင်ရှော့မီးတောင်လို့ခေါ်တယ်ဒါမီးတောင်တွေပောက်ကွဲပြီးတော့ကြာလာတဲ့အချိန်ကျရင်အဲ့လိုရှော့တောင်ပွားတာပေါ့ပူချင်နေပေါ့เนาะမီးတောင်ရပူချင်နေပွားတာအဲ့ဒါကိုမြန်မာနိုင်ငံမှာထူးထူးဆန်းဆန်းမြင်ရတော့ပါပဲဖျားနေမြေတဲ့ပူပြီးတော့အတူခံပြီးဒါဖုံးစံတိုင်းပဲဒါပေမဲ့အဲ့လိုရစဉ်းစားဉာဏ်မရှိရလားကိုယ့်ကိုယ်ပဲစဉ်းစားမနိုင်တာလားတော့မသိဘူးအိုးနောက်ပဲမရှိရတာတော့မသိဘူးเนาะဒီမှာညနို့လောင်နေနော်ငကားနို့တောက်ရလားငကားကိုမေးချင်တယ်ငကားနို့တောက်လာလို့ငကားနို့ချိုက်ရလားကျွန်တော်တခါမှကြောက်ဘူးငကားနို့စားရလို့နို့တောက်တယ်လို့ပြမယ်နို့စားငကားပြမယ်နော်အဲဒီမှာဆူတောင်းနေဖျားမဆူမတောင်းဘူးဒီမှာကြည့်မှာလာဆူတောင်းနေတယ်ငကဘောအိုင်မှာလာဆူတောင်းနေကြအားလုံးကျေးဇူးတင်ပါတယ်ဒီ channel လေးကို like and subscribe လုပ်ပေးတာပါများအခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ